နေ့ရက်စဉ်တိုင်းမှာကျွန်တော်ရဲ့နှုတ်ကဝန်ခံခြင်းအရာတကူပါတဲ့အတွက်ကြောင့်ဝန်ခံပြီးပြီဒါပေမဲ့ဝန်ခံခြင်းတကူကိုကျွန်တော်ပြောပြမယ်ပြီးတဲ့အခါမှာအတူတူဝန်ခံကြမယ်ဒီအတိုင်းဝန်ခံစရာမလိုကိုယ့်အထဲမှာကိုယ်ကကျမ်းမာခြင်းလိုအပ်နေကျမ်းမာခြင်းစတဲ့တော့ဝန်ခံရငွေကြေးနဲ့ကျွန်တော်တို့ breakthrough ဖြစ်ဖို့လိုအပ်တယ်ငွေကြေးထုတ်ဖော်မှုပိုင်းဆိုင်ရာလိုအပ်မှုရှိနေပြီဆိုရင်ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်ဝန်ခံမယ်။ဘာဖြစ်လို့လဲဆိုတော့တင်းတို့တကယ်လုပ်ရင်တကယ်သက်သေရမယ်။ကျွန်တော်ကဒီ generation တစ်ခုလုံးဒီအစီအစဉ်လေးတစ်ခုမှကျွန်တော်တရားဟောတဲ့သူမဖြစ်ရှင်ဘူး။မြောက်များစွာသောသူတွေကိုလွတ်မြောက်ခြင်းရစေဖို့ဖျားလို့ရှိတယ်။အာမင်။ဆိုကျမ်းစာလေးတစ်ပိုက်ကိုကြည့်ရအောင်။တစ်နှစ်လေးကိုကြည့်ရအောင်။တစ်နှစ်လေးဘာပြောလဲနော်။လူအပေါင်းတို့သည်ကဲတင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဆိုတော့ဘာလဲညီကိုမောင်မတော်စာတန်ကလေသူလူတွေကိုမရစေချင်တဲ့နှစ်ခုရှိတယ်ကဲတင်ခြင်းမရစေချင်ဘူးတမန်တရားမသိစေချင်သိချင်မှထားပဲနံပါတ်1ကဲတင်ခြင်းမရစေချင်နံပါတ်2တမန်တရားကိုမသိစေချင်ဒီနှစ်ခုကိုရသွားတဲ့လူကအယံလွတ်မြောက်သွားတယ်အယံလွတ်မြောက်သွားတယ်နံပါတ်1တမန်ကဲတင်ခြင်းတို့ရောက်တယ်လို့ပြောတဲ့အခါမှာဘယ်ကနေကဲတင်လာလဲဆိုအမှုရာမျိုးမျိုးကနေကဲတင်လာယေရှုဟာရှင်းပြကျွန်တော်ဆိုရင်ဘာသာတရားကဲတင်တယ်ကျွန်တော်ခရိယန်ဘာသာထဲမှာနေပေါင်းတဲ့ဒုက္ခရောက်ခရိယန်ဘာသာဝင်တယောက်တော့ဖြစ်တယ်အဲ့ဒီခရိယန်ဘာသာဆိုဘာမှကျွန်တော်ကြုံမပေးတဲ့ဘာသာဒီခရိယန်ဘာသာတကယ်ပြောတာဘာလို့ခရိယန်ဘာသာထဲမှာကျွန်တော်ရှိခဲ့တယ်ခရိယန်ဘာသာရေးထုံးတမ်းစဉ်လာကလေးတွေကျွန်တော်အကုန်လုပ်တယ်ဒါမဲ့ကျွန်တော်ဘာမှမဟုတ်ဘယ်အချိန်မှသိလဲဆိုတော့တကယ်ယေရှုနဲ့နှစ်ဖူးတွေ့တဲ့အခါကျတော့ယေရှုနဲ့နှစ်ဖူးတွေ့သွားတဲ့အခါကျတော့ငါဘာသာထဲမှာနှစ်ပေါင်းများစွာတော်တော်ဒုက္ခရောက်ခဲ့ပါစာတန်ကခရိယန်တယောက်ဖြစ်တော့စိတ်ကိုဝင်စားသူဒါပေမဲ့သင်ဖျားနဲ့အဆက်တွေရသွားပြီဆိုရင်တော့သူသင်ကိုအမျိုးသောနည်းနဲ့နှောက်ယှက်တော့မယ်ဒုက္ခပေးတော့မယ်မျိုးစုံသူလုပ်တော့မယ်ဒါကြောင့်ဘာအားပေးခြင်းလဲဆိုတော့နံပါတ်1လူအပေါင်းကဲတင်ခြင်းတို့ရောက်ကဲတင်ခြင်းဒါပေမဲ့ကဲတင်ခြင်းရပြီးတော့တမန်တရားမသိတဲ့သူတွေအများကြီးအခုဆိုရင်ဥပမာကြောင့်ပြမယ်ခရိယန်တွေပဲဆရာဒေးဗစ်လာကဆရာဒေးဗစ်လောက်မကြိုက်တဲ့ခရိယန်တွေအများကြီးဘာကြောင့်မကြိုက်လဲလို့ဆိုတဲ့အခါမှာကျမ်းမာချမ်းသာဟောလို့လေကျမ်းမာခြင်းနဲ့ချမ်းသာခြင်းကြောင့်ဟောလို့မကြိုက်ဘူးသူတို့ထင်တာကကျွန်တော်ကချမ်းသာခြင်းကြောင့်ပြောလို့တမ ्या ဆရာအလူငွေရှောက်ကောက်စားလို့ထင်လားမသိဘူးခရိယန်တွေရဲ့လက်စားခြင်းခံနေရတယ်ကျွန်တော်ပြောပြမယ်အလူငွေကောက်စားလို့ရောချမ်းသာမလားဘယ်နှစ်လောက်လိမ်စားလို့ရမလဲလူတွေဘယ်နှစ်လောက်အလူငွေတွေအကြောင်းပြောလို့လိမ်စားလို့ရမလဲလိမ်စားလို့ရလဲ3-4နှစ်ပေါ့ကျေးဇူးတော်ကြောင့်မှုတော်ဆောင်ဘုရားခင်လှုပ်ဆောင်ခဲ့တာကျေးဇူးတော်ကြောင့်ဘုရားခင်ခေါ်ခဲ့တာဒီနှစ်နဲ့ဆိုအနှစ်30ရှိပြီလိမ်လို့မရအောင်ဘာလို့လဲမရအောင်ဒါမဲ့မနေ့ကတော့ပီတာဆိုတဲ့ကောင်လေးမနေ့ကမဟုတ်ပါဘူးကျမ်းစာကျောင်းခန်းထဲမှာစာသင်နေနေဆရာတဲ့ကျွန်တော်ရွာမှာခရိယန်အိမ်30ရှိတယ်တဲ့အဲ့ဒီခရိယန်ကြီးဆရာမကြိုက်ဘူးတဲ့ဘာလို့မကြိုက်လဲဆိုတော့ကျွဲဝချင်းကြောင်းဟောလို့တဲ့ဒါမဲ့ဆရာတဲ့အဲ့တရွာလုံးကတဲ့ခရိယန်ကြီးအဲ့ဒီဆရာမကြိုက်တဲ့ခရိယန်ကြီးအားလုံးက
ကျွန်တော်တို့ဆိုင်မှာပဲအကျွေးလာယူတဲ့ပွဲတွေအဲ့နဲ့ကျွန်တော်အမေကလည်း तू ကသူများအကျွေးပေးနေတယ်ဆိုတော့ तू မှာဩဇာရှိတယ်လေဩဇာရှိတော့ဆရာရဲ့တရားဟောချက်တွေကိုလေ လော့စပီကာနဲ့ဖွင့်တာအဲ့မကြိုက်တဲ့လူလော့စပီကာနဲ့ပဲဖွင့်တာဘယ်မှာလဲပြီးတာအော်ဒီမှာလော့စပီကာနဲ့ပဲဖွင့်ကျမ်းမာချမ်းသာအကြောင်းတော့ဟောတာမှားတယ်လို့ဘယ်သူသုံးတင်လဲပြောဆရာလေးသုံးတင်တယ်အဲ့ဒီမကြိုက်တဲ့ကျွန်တော်မကြိုက်တဲ့ဆရာလေးအားလုံးငွေကြီးမှာပြဿနာဖြစ်တယ်ပြီးတော့မှအလူရှင်လိုက်ရှာတယ်ဆရာဒေးဗစ်လာဘယ်တော့မှအလူရှင်မရှာဘူးဘယ်တတိမှလည်းစိတ်ဝင်စားဘူးဘယ်အလူငွေမှလည်းစိတ်ဝင်စားဘူးလာလူရင်တော့မှသိချမေးတယ်ဘာလူတဲ့လူကျမကျမ်းမာပေါ်လို့ကျမကိုလာလို့အဲ့ဒါဆိုအလူငွေဘုံနဲ့သွားထည့်ဆရာဒေးဗစ်လာမမေးနဲ့အလူငွေနဲ့လက်ခံတဲ့ထဲမှာဒေးဗစ်လာမပါပြန်ရှင်းအောင်ပြောပြတယ်ဒါဆိုရင်ဘာဖြစ်လို့ဆရာဒေးဗစ်လာကငွေကြီးနဲ့ဆိုင်တဲ့ခေါင်းကြီးရှိလဲပြောပြမယ်တမန်တရားသိသွားတယ်တမန်တရားသိရင်ဘယ်သူမှဆိုလွတ်မြောက်တယ်ဘာသိသွားရင်လဲတမန်တရားသိသွားဒါကြောင့်ဖခင်ရဲ့အလိုတော်ပါလေကယ်တင်ခြင်းရပြီဟာလေလုယာဆိုတော့အကျွေးတွေနဲ့ပြည့်နေတာဖခင်လိုချင်တာမဟုတ်ဘူးကယ်တင်ခြင်းရတော့ဘာသိရမှာလဲကယ်တင်ခြင်းဆိုတာပါလေကယ်တင်ခြင်းဆိုတာပါလေကယ်တင်ခြင်းဆိုတာရှင်လေခရစ်ယာန်ဖြစ်တာကယ်တင်ခြင်းမဟုတ်ဘူးခရစ်ယာန်ဖြစ်တာကယ်တင်ခြင်းမဟုတ်ခရစ်တော်ရတာကယ်တင်ခြင်းရတာခရစ်တော်ရတာအသက်ကိုရတာခရစ်တော်တကယ်ရပြီလားခရစ်တော်ကကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်ရှင်သခင်အဖြစ်တကယ်ရထားပြီလားတကယ်စိတ်ချပြီလားခရစ်တော်ဆိုတာဘာတူလဲကောင်းကောင်းသိပြီလားကာနာသိပြီလားအဲ့ဒါဘာသာရေးလာလုပ်ပေးခဲ့တဲ့ဘုရားမဟုတ်ဘူးလူတွေအားလုံးကယ်တင်တဲ့ဘုရားဖြစ်နေတယ်ခေါ်ရင်ထူးတဲ့ဘုရားရှင်ဖြစ်တယ်ဘယ်ဘာသာခေါ်ဘယ်လူမျိုးခေါ်ခေါ်ရင်ထူးနိုင်တဲ့ဘုရားရှင်ဖြစ်တယ်သက်သေပေးနိုင်တဲ့ဘုရားဖြစ်တယ်အဲ့ဒီဘုရားကိုခရစ်ယာန်ဖြစ်ပြီးတော့မရသေးတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့အဟောစရာကောင်းတာအဲ့ဒီနာမအရင်ကြီးမြတ်တဲ့နာမဖြစ်နေတယ်ဆိုတော့အဲ့ဒီနာမကိုဆွဲကင်ပြီးတော့ဝန်ခံရင်မကျမ်းမာတဲ့သူတွေကျမ်းမာလာလိမ့်မယ်အမင်္ဂလာပြန်နဲ့မင်္ဂလာပြန်ဖြစ်လာလိမ့်မယ်နေ့တိုင်းဝန်ခံကြည့်ဂျွန်ဆိုတဲ့ကရင်တယောက်ရှိတယ်ဒီဆရာဂျွန်တော့မဟုတ်ဘူးဒီဆရာလည်းကရင်ဂျွန်ဆိုတဲ့ညီကိုတယောက်ရှိတယ်သူစာရေးလာဆရာဒေးဗစ်လာကျေးဇူးတော်ချီးမွမ်းတဲ့အနေနဲ့စာရေးလာပါတဲ့ဆရာသားတမန်တရားကိုပြတ်သားမတင်ပေးခင်ကျွန်တော်သိမှာမဟုတ်ဘူးတဲ့မနေ့ကတော့မှပန်းလေးရဲ့မွေးနေ့မှာဒီအကြောင်းပြောပြသေးတယ်ဂျွန်ဆိုတဲ့ညီကိုကသူ့ရဲ့သမီးလေးကအမေရိကမှာလေစာသင်လို့မရဘူးဆရာမတွေဘယ်လောက်တင်သူမတတ်ဘူးသူ့မှာမှတ်မိနိုင်တဲ့ဉာဏ်မရှိဘူးဖြစ်တယ်အဲ့ဒါနဲ့ကျောင်းနဲ့အဲ့လိုဆေးရုံတွေနဲ့ချိတ်ဆက်ပြီးတော့မှဆေးရုံကရောက်လာပြီးတော့မှဒီကလေးရဲ့အခြေအနေကိုကြည့်တော့ခွဲစိတ်ကုသပေးပြီး free တဲ့ဒါနဲ့သူတို့ကလည်းကြောက်တော့မခွဲစိတ်ကုသခိုင်းခြင်းဒါနဲ့မလုပ်ဘူးတဲ့မတိုက်လည်းနေပြီးတော့ဘာမှမသိလည်းနေပြီးတော့ထားလိုက်တော့ငါတုံးဖြစ်လည်းထားလိုက်တော့ရတယ်ဒါပေမဲ့အဲ့ဒီဂျွန်ကဆရာဒေးဗစ်လာတရားဟောချက်ကိုနားထောင်ရင်းနဲ့ကိုသားသမီးကိုကောင်းမှလက်တင်ပြီးတော့မှယေရှုနာမနဲ့ကောင်းကြီးပေးခြင်းအရန်တကူပါတယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်ဒီရိုးရိုးလေးတွေပဲမယုံရင်လုပ်ကြည့်တကယ်ဖျားပြန်ရိုးရိုးလေးပဲဆန်းဆိုင်နေချောင်းမလုပ်ခိုင်းဘူးငါတဘိုးတီထမ်းလွယ်တယ်ငါ့ဘုံငါတဘိုးတီထမ်းလွယ်တယ်လို့ပြောရင်ဖျားလုပ်ပေးတဲ့အလုပ်ကလွယ်လေးအရန်မခတ်ဘူးခတ်တာတွေသူ့ကိုလုပ်ပေးပြီးတာသူ့လွယ်လေးထားခဲ့တာသူကခတ်တွေရှောက်လို့ချင်တော့ရွာလေးလဲနေတာဆိုကိုသားသမီးကိုကောင်းမှလက်တင်မကောင်းချီးပေးဒါပဲပြောတယ်သူညတိုင်းမှာယုံကြည်မှုတော့လိုတယ်ညီကိုမောင်တော့ယုံကြည်မှုရှိဖို့လိုတယ်ဖယားသိစရာငွေတွေလည်းမလိုချင်ဘာမလိုချင်ဘူးလိုချင်တဲ့ယုံကြည်ခြင်းဖယားတို့စရာအကြိုက်ဆုံးအနှစ်သက်ဆုံးအရာပါလဲသိလား trust ဖယားကိုစိတ်ချပေးတယ်ဖယားကိုယုံကြည်တာဖယားအကြိုက်ဆုံးမယုံစမ်းကြည့်ဖယားမကြိုက်ဆုံးပါလဲဆိုမယုံသင်္ကာလို့တန်တရားလို့ဖယားနဲ့မသွားနဲ့အဲ့ဒါဖယားမကြိုက်ဘူးဖယားနဲ့ဆက်ဆံခြင်းဖယားနဲ့အောင်မြင်ခြင်းကိုဒီလောကမှာရယူခြင်းယုံကြည်ခြင်းတစ်ခုပဲလို့
လုံးလိုက်ဆိုရယုံကြည်ခြင်းမရှိဘူးဖျားခင်စိတ်တော်နဲ့မတွေ့နိုင်ယုံကြည်ခြင်းမရှိလည်းဘာနဲ့မတွေ့ဘူးလဲဖျားစိတ်နဲ့မတွေ့ဘူးဒါပေမဲ့ယုံကြည်ခြင်းရှိသွားဖျားစိတ်နဲ့တွေ့သွားပြီဖျားစိတ်နဲ့တွေ့တယ်ဆိုတော့ဘာဖြစ်သွားပြီလဲအဲ့ဒီအမင်္ဂလာနဲ့မင်္ဂလာအကုန်ဖြစ်လာပြီဒါယုံကြည်သူဖျားသားတွေဒီမှာဖျားเจ้าလာတတ်တဲ့လူတွေတပတ်ပြီးတပတ်တလားပြီးတလားမတူသေးရဘူးဒီကျွန်တော်ပြောနေဟာကောင်းကောင်းနားလေသဘောပေါက်ပဲသင်တို့ဘဝတိုးကိုတိုးတတ်မယ်သင်တို့ဘဝထူးကိုထူးခြားမယ်အာမခံရတဲ့လက်တွေ့တော့လုပ်ရမယ်ဖျားเจ้าမဲ့လာမတတ်နဲ့ကြားတဲ့ဟာလက်တွေ့ပြန်ပြီးတော့အသုံးချကြည့်တကယ်ကိုဖြစ်လာတယ်ဆိုတော့အဲ့ဒီဂျွန်ဆိုတဲ့ညီကသူ့ရဲ့သမီးလေးကခေါင်းပေါ်လက်တွေမနေတဲ့ကောင်းကြီးပေးတယ်သခင်ယေရှုနာမနဲ့ငါသမီးလေးဟာအင်မတန်မှတော်တဲ့ကလေးအင်မတန်မှညံထက်မြက်တဲ့ကလေးဖြစ်ပြီလို့ယေရှုနာမနဲ့သူကြည်ညာတယ်တင်းရအမင်္ဂလာအားလုံးမင်္ဂလာဖြစ်ပြောင်းပြလို့ရတယ်အဲ့ဒီနည်းနဲ့အာမင်မမောလက်တွေ့လို့ရဘာမှလည်းမခတ်ဘူးလှုပ်ကြည့်မယုံဘူးမကြမ်းပါတဲ့မှာလက်တွေမှာနေတဲ့ကောင်းကြီးပေးခြင်းတင်းအစာအိမ်နေတဲ့ကောင်းကြီးပေးခြင်းအဲ့ဒီအစာအိမ်ကပြန်ကောင်းလာလိမ့်မယ်တင်းအဆုပ်ကိုကောင်းကြီးပေးခြင်းအဲ့ဒီအဆုပ်ကပြန်ကောင်းလာလိမ့်မယ်အဲ့ဒီရဝင်မကောင်းတဲ့ဘန်စာအုပ်မှာလက်တွေမှာကောင်းကြီးပေးခြင်းအဲ့ဒီဘန်စာအုပ်ကနောက်တလနှစ်လကြာတဲ့ခါမှာထူးထူးခြားခြားအမောက်တွေတက်လာတာသင်မြင်ရလိမ့်မယ်ဘသူကြောင့်မှမဟုတ်အဲ့ဒါယေရှုကြောင့်စမ်းကြည့်လက်တွေ့ကျွန်တော်စားသိချင်တယ်ဒါနဲ့အဲ့ဒီချောင်းကသူ့သမီးပေါ်လက်တွေမလို့ဆွဆောင်ကောင်းကြည့်ပေးတယ်နေတိုင်းလာအနေနဲ့ခြားတဲ့အခါမှာကျောင်းကနေဖုန်းဆက်လာတယ်အဲ့ဒီကလေးရဲ့ဖခင်နဲ့မိခင်လာခဲ့ပါတယ်ကျောင်းမှာတွေ့ချင်တယ်ဟာဘာဖြစ်ပြီလဲမသိဘူးကျောင်းထုတ်တော့မှမသိဘူးရောက်လဲရောက်တော့နင်တို့ပါကျွေးလေဒီကလေးဒီကင်းရစဉ်းစားငါပြီးကျွေးတယ်လည်းမှားတော့တယ်စဉ်းစားဘာဖြစ်လို့လဲဒီကလေးကဒီ3လ4လ5လပြင်မှာအရန်ထူးခြားလာတဲ့ကလေးဘာဖြစ်လို့လဲလို့မေးကြည့်တဲ့အခါဒီကလေးကဘိုးတော်ကစာလုံးဝသင်လို့မရတဲ့ကလေးကအော်စရာကောင်းတော့အတန်းထဲမှာအတော်ဆုံးကလေးဖြစ်နေတယ်အဲ့ဒါဘာလဲသိလားညီကောင်မောင်တို့ဖယားသားသမီးတွေကိုဖယားပေးထားတဲ့အခွင့်အာဏာကိုမသိတာအဲ့တော့အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတော့ believers authority ပြောရအောင်လို့ believers authority ယုံကြည်သူတွေကိုပေးထားသောအခွင့်အာဏာအာမင်ဖယားကသူ့ကိုယုံကြည်တဲ့သားသမီးတွေကိုသူကလုတ်ပိုင်ခွင့်အကုန်ပေးထားတယ်ဗျာအဲ့တော့တို့သိဖို့လိုတယ်မသိတော့တို့ကခံနေရတယ်ဖယားကအသက်တူတို့ကိုအလိုတော်မရှိပါဘူးအသက်ရှိသေးခြင်းနဲ့ဖယားဒါဆိုအသက်တူအောင်ဘယ်သူကလုပ်လဲသင်ပဲလုပ်တယ်အော်ဆိုကျွန်တော်အသက်ရှိနေတာပေါ့ဆရာလည်းဘယ်သူကအသက်တူရှင်မှာဘယ်သူကအသက်ငယ်ရလဲသိရှင်မှာလားဒါပေမဲ့တေးအောင်သင်ပဲလုပ်တာလေဆရာဘယ်လိုလုပ်တာလဲဆရာသင်နှုတ်မှာတေးခြင်းနဲ့ရှင်ကြီးကိုဖယားထားတာဟယ်လိုဖတ်ဘူးလားမသိဘူးဖတ်တော့ဖတ်ဘူးလို့ဆရာမေးဘူးတော့ကြောက်တော့ဘယ်မှာမှလည်းမသိတော့ဘူးနော်